Hello အခုမြို့နေအခုတိကျရဖိုင်းနေတာ ဟုတ်ချင်းနေလုံးလုံးအေးသေးပဲမှာ တကယ်ထူးဆန်းတယ်အခုထူးဆန်းတယ်ဆိုတာတော့တောင်းတယ်လာတယ်ပေါ့နော်ဒီလောက်ကကြီးကိုင်ကန်ထင်ကြပါဒီနိုင်ဘက်တော့ကျူပြီးတော့ပြောရမျိုးလေအဲ့မျိုးရှိနေအခုအဲ့တော့သူတို့အနေနဲ့ဒီလက်သက်တကယ်မတော်ရမလားရဲ့ပေါ့နော် Dewa is a rebel leader. He's talking to a spy inside the enemy camp, a soldier in the Myanmar military. တကယ်လို့အဆင်ပြေတဲ့အချိန်ကြီးကြောက်ကြတယ်ဒီတော့မကြဟိုဆက်ပြီးနော် ဟုတ်ကဲ့ဆက်တာရတယ်ဟုတ်ဆက်တာရတယ်ဟိုဘက်ခင်ဗျားဘက်ကလုံချုံရှိနေချင်းကြည့်ရပြီ ထူးခြားရှိလို့ရင်ဒီကိုရိုစီတရင်ပို့ပါနော် ဟုတ်ကဲ့ကျေးဇူးနော်ဒါပဲနော်ကျွန်တော်တို့ဒီရန်ကုန်တိုင်းဘက်မှာပုံမှန်သတင်းပေးနေတယ်ယူပေါ့နော်အခုကျွန်တော်တို့ဒီတော်လိုင်းကာလာခေါ်လို့ဖြစ်ရသည်ပေါ့ Like watermelons, they're green on the outside, appearing to be loyal to the army, but inside they're red, working for the pro-democracy uprising. Why are they prepared to risk everything? Dewa leads a unit of unlikely fighters. City protesters turn jungle rebels. They call themselves the People's Defence Forces, or PDF. They're part of a pro-democracy armed uprising, triggered by a military coup. ကျွန်တော်လမ်းလေးပေါ်မှာစုဝေးပြီးတော့ကျွန်တော်စကြတယ်ဖိနေဖြူခွဲတဲ့အဲ့မှာမိမိကိုကာဝယ်ဖို့အတွက်ကျွန်တော်လှုပ်ဆောင်တယ်အဲ့ဒီအမှတစ်ဆင့်ပဲလက်နဲ့ရှိရလို့လက်နဲ့ပဲကျွန်တော်တို့စကားပြောမှရမယ်ဆိုတဲ့ဟာနဲ့ပဲကျွန်တော်ချခဲ့ကြတယ်ပေါ့ Watermelons. Spies in the military are helping him. ဘယ်ဒီခန့်ကဏ္ဍအရေးကြီးတာပေါ့ကျွန်တော်တို့ဒီရန်သူရဲ့တက်တီတက်လှုပ်ဟာတွေရန်သူရဲ့တက်တီနေရာတွေရန်သူအင်အားတွေကျွန်တော်တို့သိရှိရတာပေါ့ကျွန်တော်တို့လည်း CAC မှာချက်ကိုအဓိကထားပြီးတော့ပြင်ဆင်ရတာကျွန်တော် cyber ကောင်းလုပ်လို့ရတဲ့ဟာမျိုးတွေရှိတာပေါ့နော်ဟိုခါကျရင်ဒီတနက်တွေနဲ့ပြက်ခတ်တက်ခတ်မှုအစာဒါတွေကသွေးမထွက်ဘဲနဲ့ကျွန်တော်တို့အနိုင်ရရှိသေးအောင်လို့ဖြစ်စေတာပေါ့ To manage the growing network of spies, the resistance set up a watermelon unit 2 years ago. သတင်းတွေကတော့အများအားဝင်နေတာပဲညာကြီးမီးရင်တောင်ဝင်တယ် For security reasons, we're disguising his identity and voice. He's a former intelligence agent. We'll call him Winang. ကျွန်တော်ညာဘက်3နာရီလောက်ထိအလုပ်လုပ်တယ်အခါတလေလဲအဲ့ဒီချက်နောက်ကြတယ် They're using social media to recruit. He claims they're getting new watermelons weekly. channel ကိုကျွန်တော်တို့စောင့်ကြည့်တယ်ပြီးတော့ကျွန်တော်တို့ဖဲသီး network တွေကနေတစ်ဆင့်ပြန်စစ်ဆေးရတယ်ကျွန်တော်တို့ရဲ့ဖဲသီးတွေကတော့ယာဒူးကအမျိုးမျိုးပဲအထက်ပိုင်းယာဒူးကြီးတွေလည်းပါတယ်ယာဒူးကတော့လုံခြုံရေးအခြေအနေတွေကြောင့်ဒါတွေတော့ကျွန်တော်ထုတ်မပြောတော့ပါဘူး This is a voice message from one of their frontline watermelons on what motivated him to become a spy. ကျွန်တော်တို့ကအရက်သားတွေကိုကာကွယ်ဖို့တာဝန်ရှိတာပါဒါပေမဲ့အခုကအရက်သားတွေကိုတတ်နေတာဖြစ်သွားပြီဒါတတ်မှာတော့မဟုတ်တော့ဘူးပြည်သူတွေကိုအကြမ်းဖက်နေတဲ့အဖွဲ့အစည်းဖြစ်သွားပြီစစ်တောက်လိုင်းရေးတွေကအပြစ်မဲ့တဲ့သူတွေကိုတတ်နေအောင်ကျွန်တော်ကိုယ်တိုင်မြင်ခဲ့ရတယ်ကျွန်တော်အရန်စိတ်ဆိုးတယ်ကျွန်တော်ဒေါ်သာကျွန်တော်ကြောက်စိတ်တဲ့ပို့သွားတယ်ဗျာ The intelligence they gather is then passed on to rebel leaders like Dewa.
ကျွန်တော်တို့ပေးတဲ့သတင်းပေါ်မှာမူတည်ပြီးတော့ကိုရီဝါတို့ကသူတို့ကိုခြုံခိုတိုက်မလားဒါမှမဟုတ်ရှောင်မလားဆိုဆုံးဖြတ်ကြတာ Dewa is operating in a rebel-controlled area near the Thai border. But his unit is called the Yangon Command because their aim is to take Myanmar's biggest city. Go. He has underground cells in Yangon that carry out targeted attacks. အဓိကတော့ကျွန်တော်တို့ဖျဲသီးသတင်းပေါ့ဟိုဘယ်သူဘယ်ဝါတွေကတော့ဘယ်နေ့ဘယ်မှာလမ်းကြောင်းရှိရဲဘယ်နေရာကိုသူတို့သွားဖို့ရှိရဲလုံးမယ်ဆိုလုံးလို့ရဆိုတဲ့သတင်းချက်လက်တွေကကျွန်တော်ရှိအများနဲ့ရောက်တယ်လေခါကြလို့ရှိရင်ပူပေါင်းအသွင်ယူပြီးတော့ဆောင်ရွက်ရတဲ့ဟာမျိုးတွေလည်းရှိတယ် He passes on information from a watermelon to one of his cells. We're not given the details, but told it could lead to an assassination attempt. ဒီအတွင်းထဲမှာအတွင်းရန်သူအတွင်းစီးတဲ့ဝင်ပြီးလို့ဆောင်ရမှာဖြစ်တယ်ပြစ်မှတ်ကလည်းပုံမှုကြီးတယောက်ပဲဟုတ်ကဲ့ပါကိုအခုလက်တလောအခြေအနေမှာဆိုရင်အစစ်ဆေးတွေအချိန်တော့ထပ်ပို့ပြီးတော့ကြက်လာတယ်ရှိတယ်ညဘက်10နာရီခွဲ17နာရီအချိန်တွေအထိပါရင်းစစ်ဆေးမှုတွေလုပ်နေတယ်ဟုတ်တယ်အဲ့တော့ရဲဘော်ရဲ့ဒီလုံခြုံရေးပိုင်းဆိုင်ရာတွေကစာပေချာလေးဟို view site ဖို့လိုတယ်ဘာလို့ရန်သူကအဖက်ဘက်ကစစ်ရှုံးနေတာစစ်ရှုံးတော့ရန်ကုန်ကိုလည်းဝင်လာမှာစိုးတဲ့ခါမှာအတကုံကြိုပြီးတော့ကာတဲ့ဟာရှိတာဟုတ်ကဲ့ပါကို Okay အဲ့ဒါတော့ဒီလောက်ပဲနော် Revolution is in Dewa's blood.မိသားစုကလည်းနိုင်ငံမျိုးဆက်ကိုအဖိုးတွေကနေပြီးတော့ကျွန်တော်အထီးပဲဆိုတော့မျိုးဆက်30ဆက်လုံးကဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ထောင်နေတန်းနေနဲ့မကင်းဘူးဒါဆိုလို့ရှိရင်ကျွန်တော်ဒုတိယချိန်ထောင်ကြတဲ့အချိန်ပေါ့နော်ကျွန်တော်ပြန်အားပေးတာပေါ့နော်ကျွန်တော်ပခုံးဖတ်ပြီးတော့မှမျက်နှာမှာကြည့်မယ်ဆိုရင်အဖေတယောက်ကသားတယောက်ပေါ်မှာကိုယ်ယူတဲ့စိတ်မျက်နှာအပြေးပါရှိပြီးသား He's one of the most marked men in the country. ကျွန်တော်ဒီလဲတေလူပဲကျွန်တော်ကိုယ်တတ်မှတ်ထားတယ်ဆိုတော့သူတို့ကတော့ရန်သူတော့ရှင်တယ်ရန်သူတော့ရန်သူလိုပဲကျွန်တော်တို့ကိုတုံ့ပြန်ပြီးတော့ရရနေရဆိုပဲသူတို့တတ်မှာပဲဟိုအရှင်ဆိုတာတော့ကျွန်တော်ညှင်းပန်းနေဆက်ပြီးတော့တခါတတ်မှာပဲ If caught, watermelons would also be killed. For betraying an institution they're trained to have cult-like loyalty to. From the moment they join, they're kept apart from the rest of society. သူတို့မှာတော့သူတို့ဟိုဘယ်လိုခေါ်မလဲငါတို့ကတော့ငါတို့တဘောကပဲငါတို့လူတန်းစားနဲ့ငါတို့ရှိရဆိုတဲ့အနေအထားမျိုးပေါ့သူတို့ကသူတို့တီးတတ်ပြီးတော့နေတယ်ကြောင်းစေယုံစေကန်းစာတင်ကြောင်းသူ့မှာအကုန်ဖွဲ့ပြီးပုံပြည့်ရှိတာ哦တက်ထဲမှာဒီပြည်မှာရှိတဲ့တာမန်ပြည်သူတွေနဲ့ရောတွေဆက်နေမှုတွေလည်းသူတို့ရှိကြတာမဟုတ်ကြဘူးဒါကြောင့်မို့လဲသူတို့လှုပ်ဆောင်လို့ရနေတာပေါ့ဝါဒဖြန့်ချလို့ရနေတာပေါ့
Dewa's unit is acting on a tip-off from a watermelon. They're heading to attack a security post near a strategically located bridge. သူတို့အဲ့ဒီကနေပြီးတော့နားမိုက်နေကိုဒီဖြတ်တောက်ပိတ်ဆို့တဲ့ဟာတွေကျွန်တော်လိုအပ်ရင်လည်းစစ်တောင်းထိုးတဲ့အနေအထားတွေလုပ်တဲ့အဲ့စက်ခန်းရှိတာပေါ့လေသူတို့ဒီအင်အားဘယ်လောက်ရှိတယ်ဘယ်နေရာနေပြီးစစ်ပူလမ်းကြောင်းထွက်လာဖို့ရှိတယ်ဘယ်နေရာနေသူတို့စုပ်ဖို့ပြင်ဆင်နေဆိုတာကျွန်တော်သတင်းချက်လက်သိရလေအဓိကတော့သူတို့လည်းရန်သူအဓိကတော့စိတ်မဆိုင်ရာဖိအားပေးတယ်ပြီးတော့နေမအားညမနာဖြစ်အောင်ပေါ့နော်သူတို့နေလည်းမအိပ်အောင်ညလည်းမနာရဘူးသူရေခတ်စင်းနေကျွန်တော်ဆင်းပြီးတော့တော့ချောက်ထောက်ပြီးဖြစ်တဲ့ဟာမျိုးတွေသူမျိုးတယ်တော့ချောက်စနိုက်ပါနဲ့ကျွန်တော်ထောက်ပြီးတော့ဒါတွေကိုအဓိကထားပြီးတော့ဘာလဲစစ်ကွက်မှာကျွန်တော်တောင်းပြီးတော့ဆောင်ရွက်တယ်ပေါ့လေ After 9 days of pressure, they sense victory. That night, they make a final push and use a drone to target the post. Quanti. They claim to have killed more than 30 soldiers. The next day, Dewa surveys the damage. ဒါကျွန်တော်နေအမှားခံနေရနည်းလေးတဲ့စုံတန်းနေရတယ်ဒါတွေကအခုတော့ကြည့်မရှိတော့ They're achieving what was once unthinkable. တုံညဘွားလာခဲ့တဲ့ကောင်တွေအောင်မြင်မှုကဘယ်လောက်ပမာဏရောက်နေပြီလဲအခုဆိုလို့ရှိရင်မျိုးပေါင်းများသောကိုကျွန်တော်တို့ထိန်းချုပ်နိုင်တဲ့ The army does appear to be in retreat. We contacted people across the country to work out who is running their area.
Our investigation reveals that while the military still has the major cities like Yangon, they now only have full control of less than a quarter of Myanmar's territory, mostly in the center. A patchwork of resistance groups and ethnic armies now control over 40%. The rest is mostly contested. Hello မင်္ဂလာပါရေပဲကြီး ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ After more than 10 days on the run, Cho's husband has made it to safety. We're going to call him Mo. ကျွန်တော်စကန်ရောက်ပြီလားကျွန်တော်စကန်ရောက်ပြီလား အော်ရောက်နေပါပြီကိုစကန်မှာ It was too risky for Cho and their children to join him. ကျွန်တော်တို့ကခင်ဗျားလက်ထဲမရောက်မချင်းစိတ်ပူသွားတာလေရေကလည်းကြီးနေသေးတာ။ရေကကြီးတယ်လမ်းဟာစစ်သေးကိတ်တွေလည်းဖြစ်ရတော့အများအဆင်ပြေလားမပြေလား ကြုံခဲ့ရတာဆိုရင်ဟိုပါပေါ့လေကျွန်တော်စစ်စေးဂိတ်တွေဖြတ်တဲ့အချိန်မှာကျွန်တော်နည်းနည်းတော့လန့်နေဗျ အရင်ဆုံးတော့ကျွန်တော်တို့ဒီခင်ဗျားဒီသတင်းချက်လက်ဖြစ်ဆောင်ရွက်ပေးတဲ့ဟာတွေဖျက်တီးဖြစ်ဆောင်ရွက်ပေးတဲ့ဟာတွေရောကျွန်တော်ကျေးဇူးတင်တယ်ခင်ဗျားရှယ်ရရှိတဲ့သတင်းချက်လက်တွေအကုန်လုံးလည်းကျွန်တော်တို့ကဒီတံမိုးချီတယ်ပေါ့နော်အရေးပါတယ်ပြီးတော့ရှေ့ဆက်ကောကျွန်တော်တို့စခန်းမှာငါတောင်းယူမလား စစ်ဘက်ဆိုင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တိတာလေးတွေပြန်ပြပေးတာမျိုးတင်တန်းပေးတာမျိုးတော့စဉ်းစားထားပါတယ် ဒီမှာများတို့ TV တက်ပြီးသားဟာတွေကကျွန်တော်တို့မျှလို့ရပိုကောင်းတာပေါ့အထူးဖြင့်တင်တန်းတွေဆိုရင်တိတ်ကောင်းတာပေါ့အဲ့တော့ချို့အပိုင်းတွေကျွန်တော်မသိတဲ့ကဏ္ဍတွေလည်းအများကြီးရှိတော့အဲ့ဒါတော့ပဲဗျာနော်ကျွန်တော်ဟုတ်ဂေးဆိုင်ပါကြမ်းပါလေ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့ပါ baby lucky let's go တာလာ come on let's go 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 Mo isn't the only watermelon in the camp for long. Another spy arrives. လာရတဲ့ခကြီးကမလွယ်ဘူးခက်ခဲတွေကြားရောက်လာတော့ကျွန်တော်တို့လည်းဝမ်းသာကြိုဆိုပါတယ်နော် အခုကျွန်တော်ဒီကိုရောက်လာပြီဆိုတော့စိတ်ချပြီပေါ့ဗျာလမ်းမှာတော့ကတော့ကျွန်တော်ဖမ်းခံရမှာကိုအရင်စိုးရိမ်နေကြတာ လိုအပ်တာရှိရင်တော့ကျွန်တော်တို့အချိန်မျိုးပြောပါနော်ကျွန်တော်တို့စီရောက်လာတော့ဝမ်းသာပါတယ်ဗျာ ကျွန်တော်ကိုအခုလိုလက်ခံပေးတဲ့အတွက်အရန်ကိုကျေးဇူးတင်ပါတယ် He became a watermelon 7 months ago. တိုက်ထဲမှာအားလုံးကစိတ်သက်ကိုအတော်လေးကြားနေကြတယ်ဗျတချို့စစ်တီတွေကတော့သူတို့မရှုံးသေးဘူးဆုံးရှုံးထားတဲ့နေမြေတွေကိုလည်းပြန်တိုက်ယူနိုင်မယ်လို့ထင်နေကြတယ်ဒါပေမဲ့အများစုကတော့သူတို့အသက်ရှင်ဖို့အတွက်ပဲစဉ်းစားကြတယ်ဒီပွဲမှာတကယ်တော့ကျွန်တော်တို့ရှုံးနေပြီဒါပေမဲ့ပြောင်းလို့ကတော့ကျွန်တော်ထင်တယ်အကုန်သေးမှာပဲ Mo also feared he wouldn't survive if he didn't defect now. ပထမဆုံးတိုက်ပွဲစတဲ့အချိန်မှာငါတို့ဘသူတွေကိုပြစ်နေရတယ်ဆိုပြီးတုံ့လောက်ချောက်ချမိတယ်ကျွန်တော်ရေတာတဲ့ဝင်တော့ကကျွန်တော်တို့ကဒီမိုကရေစီခေတ်ကိုတွားနေတော့တိုက်ပွဲကြီးကြီးမားမားတွေမရှိခဲ့ဘူးအခုတော့နေရာနှံ့ဘုံတွေရမ်းကျဲပြီးလူတွေအများကြီးကိုတတ်နေကြတာလက်နက်တွေကပဲသူတို့ရဲ့အားထရာလို့သူတို့ကထင်နေကြတယ် Later, Mo finally gets through to his wife. Hello Hello အေးကြားလား ပြောလို့ရပြီလား အေးရပြီ အော်အေးဟိုကလေတက်ကနေဖုံးဆက်တာတွေပါတယ်ရှိတယ်မလား ရှိတယ်အေးမီး6မီးတယ်အဲ့ဒါနဲ့ငါလည်းငိုယူပြီးတော့ပြောရလေကျမတူမလားလို့စိတ်ဟွာဖြစ်ရတာတမျိုးလို့ကလေးရဲ့ဒီမှာနှိုးနေလေအဲ့တော့အဲ့ဒီကဖုံးဆက်ပြီးတော့လဲဟိုကဖြစ်တယ်လို့ဖျားဖြစ်တယ်လို့ အဲ့တော့သူတို့ရက်သွားလား သူတို့ရှော့ချသွားတယ် ဘယ်ချိန်တော့မင်းတို့ထွက်လာမှာလဲ လာကုန်မှ အော်အေးအစီအစဉ်ဆွဲပြီးသွားပြီမလား ပြီးပြီ အေးပြီးတော့လေအဲ့ဒါဆိုငါနောက်မှပဲဆက်တော့မယ်နော် Mo
The military is aggressively fighting back. They combat helicopters. မမဲမြပြတ်မှာမော်နီဘေးရှင်းနေပြတ်တာဆိုကိုယ့်ဘက်ကကြွေပြီးတော့ရှောင်ထားရတာပေါ့လေကျွန်တော်ကထုံးစံပဲပြေးမယ်သက်လုံကောင်းမှုပြေးရတယ်သူတို့မှာအားသာချက်ကလက်နက်ကြီးရှိမယ်လေချောင်းရှိမယ်ဟုတ်ဆိုတော့ဒါတွေကသူတို့ရဲ့အဓိကအားသာချက်တွေလေဆိုတော့အဲ့ဒါကိုပဲသူတို့ကောင်းကောင်းကြီးဒါနဲ့အသုံးချတယ် This time, they've avoided detection. But taking Yangon is still a long way off. ကျွန်တော်19နှစ်မှာကျွန်တော်ထောင်ကြရတယ်အခုဒီ30ကျော်တဲ့အချိန်မှာကျွန်တော်တော်တဲ့ဆက်ရောက်တယ်တော်တော်ပြန်မှနေကလောက်ရတဲ့ကာလအကုန်လုံးကမလွယ်ကူစိတ်ရောလူရောနောက်ဆုံးကျွန်တော်မှလည်းစိတ်တိုင်ရတယ်အများကြီးရှိတာပဲလေဆိုတော့ဒေါ်လာရေးပြီးသွားပြီကျွန်တော်ပြန်လဲတိဆောက်ပြီးသွားပြီဆိုတော့ကျွန်တော်တို့အေးအေးဆေးဆေးလေးပဲကိုမိသားစုနဲ့ကိုပဲဘွားယူတက်တန်းကျင်တယ်